ကဲဒီနေ့တော့နားမဲ့ဆိုပြီးလုပ်နေတာဧည့်သည်တွေကရောက်တော့လေညနေလက်ရလေးချက်ကျွေးရတာပေါ့ကဲအချိန်ကတော့လင့်နေပြီပေါ့နော်2 နာရီနေ့လယ်2 နာရီခွဲနေပြီတိုက်ကြီးကနေပြီးတော့အမျိုးတွေပေါ့ရောက်နေတယ်သူကကနမက်ဆလာစားချင်လို့ဆိုပြီးတော့ကနန်းတွေဝယ်လာနဲ့ထောက်ကြနေဝယ်လာတာဆိုတာနဲ့အားနဲ့အိမ်ဝင်ပြီးတော့ချက်ခိုင်းတာပေါ့နော်အဲ့တော့ကနမက်ဆလာလေးချက်ပေးရမယ်2 နာရီခွဲဆိုတော့တို့ကလည်းပြန်ရမှာနဲ့ဆိုမြင်မြန်ချက်ကမယ်ဒါပေမဲ့နေစီမှာက gas ရှိတာဆိုတော့အဆင်ပြေတယ်လေဒီ EFF gas ရှိတယ်သူက gas ကတော့ချက်ရမြန်တာဟုတ်ဒီကအကုန်နေပြီခုနပိတ်တစ်ခွဲအိုးပေါ့နော်ဒါကုန်နေပြီဒီဟာကိုသွားပြီးတော့ဖြည့်ရမှာဖြည့်ပေးက9000နော်ဘာမှမဟုတ်9000ဝယ်လား8000လိုရင်းလဲစိုက်ခဲ့အောင်အပြည့်လို့နော်တကယ်လို့အိုးချင်းလမ်းမယ်ဆိုရင်ငါရဲ့အိုးအစ်ပဲလိုက်ပြီလေအဲ့တော့ထားခဲ့လိုက်ဖြုတ်ခဲ့လိုက်ဖြုတ်တယ်